ဒီနေ့ကျမ်းပိုင်းကတော့ထွန်းမြောက်ရာကျမ်းခန်းကြီး3ဖြစ်ပါတယ် ခန်းကြီး3အငယ်1မှ6မောရှေသည်မိမိရောက်ခမမိဒရန်ယေဘရဟိယေတရောဤတိုးစိတ်များကိုထိန်းစဉ်တောနောက်ဖက်သို့ဆောင်သွား၍ဟောရအမည်ရှိသောဘုရားသခင်ဤတောင်သို့ရောက်လေ၏ထိုအခါဘုရားသခင်ဤကောင်းကင်တမန်သည်ခြုံထဲကထွက်သောမီးလျှံ၌ထင်ရှား၏မောရှေသည်ကြည့်သောအခါမီးလောင်၍ခြုံမကျွမ်းဘဲရှိသည်ကိုမြင်လျင်အဘဲကြောင့်ခြုံမကျွမ်းဘဲရှိသည်နီဤထူးဆန်းသောယူပါယုံကိုငါတွား၍ကြည့်ရှုမည်ဟုဆို၏မောရှေတွား၍ကြည့်ရှုကြောင်းကိုထာဝရဘုရားမြင်တော်မူလျင်မောရှေမောရှေဟုခြုံထဲကခေါ်တော်မူ၏မောရှေကလည်းအကျွန်ုပ်ရှိပါ၏ဟုလျှောက်လေ၏ဘုရားသခင်ကလည်းမချင်းနှင့်သင်ဤခြေနှင်းကိုချွတ်လော့သင်နှင်းသောအရပ်ကားတန့်ရှင်းသောမြေဖြစ်သည်ဟု၍၎င်းငါသည်တင့်အဖ၏ဘုရားအာဗြဟံ၏ဘုရားဣဇာ၏ဘုရားယာကုပ်၏ဘုရားဖြစ်သည်ဟု၍၎င်းမိန့်တော်မူ၏မောရှေသည်ဘုရားသခင်ကိုမကြည့်ဝံ့မိမိမျက်နှာကိုဖုံးလျက်နေ၏အငယ်9မှ10ထာဝရဘုရားကလည်းအေဂုတုပြည်၌ရှိသောငါ၏လူတို့ခံရသောညှင်းဆဲခြင်းကိုငါစစ်စစ်မြင်ခဲ့ပြီသူတို့ကိုစေခိုင်းသောသခင်တို့ကြောင့်သူတို့မြည်တမ်းသောအတန်ကိုလည်းငါကြားခဲ့ပြီသူတို့နာကြီးခြင်းဝေဒနာကိုငါသိ၏သူတို့ကိုအေဂုတုပြည်အေဂုတုလူတို့လက်မှကယ်နှုတ်၍ခါနနိလူဟိတ္တိလူအာမောရိလူဖေရဇိလူဟိဝိလူယေဗုသိလူတို့နေရာနို့နှင့်ပြားရည်စီးတတ်သောပြည်သို့ပို့ဆောင်ခြင်းငါဆင်းလာပြီယခုတွင်လည်းဣသရေလအမျိုးသားတို့ငိုကြွေးသောအတန်သည်ငါထံသို့တက်ရောက်၍သူတို့ကိုအေဂုတုလူတို့သည်ညှင်းဆဲခြင်းအမှုကိုလည်းငါမြင်ရပြီထိုကြောင့်ယခုသွားလော့သင်သည်ငါ၏လူဣသရေလအမျိုးသားတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်မိအကြောင်းသင်ကိုဖာရောဘုရင်ထံသို့ငါစေလွှတ်မည်ဟုမိန့်တော်မူ၏အငယ်7မှ14မောရှေကလည်းအကျွန်ုပ်သည်အဘယ်သို့သောသူဖြစ်၍ဖာရောဘုရင်ထံသို့ဝင်သဖြင့်ဣသရေလအမျိုးသားတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်ရပါမည်နည်းဟုဘုရားသခင်အားလျှောက်လျင်ဘုရားသခင်ကအကယ်စင်စစ်ငါသည်တင့်ဘက်၌ရှိလိမ့်မည်ငါသည်တင့်ကိုစေလွှတ်ခြင်းလက္ခဏာသက်သေဟုမူကားသင်သည်ထိုလူတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်ပြီးလျှင်ဤတောင်ပေါ်မှဘုရားသခင်အားဝတ်ပြုရကြလိမ့်မည်ဟုမိန့်တော်မူ၏မောရှေကလည်းအကျွန်ုပ်သည်ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည်ငါကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟုအကျွန်ုပ်ဆိုလျင်သူတို့ကထိုဘုရားသခင်၏နာမတော်ကားအဘယ်သို့နည်းဟုအကျွန်ုပ်ကိုပြန်၍မေးသောအခါအဘယ်သို့ပြန်ပြောရပါမည်နည်းဟုဘုရားသခင်အားမေးလျှောက်လေ၏ဘုရားသခင်ကလည်းငါဖြစ်သည့်အတိုင်းငါဖြစ်၏ဟု၍၎င်းငါဖြစ်သည်ဟုအမည်ရှိသောသူသည်ငါကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟုဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟု၍၎င်းမောရှေအားမိန့်တော်မူ၏အငယ်15မှ22တဖန်ဘုရားသခင်ကသင်တို့ဘိုးဘေးများ၏ဘုရားသခင်အာဗြဟံ၏ဘုရားဣဇာ၏ဘုရားယာကုပ်၏ဘုရားဒီဟုသောထာဝရဘုရားသည်ငါကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟုဣသရေလအမျိုးသားတို့အားပြောရမည်ထိုအမည်သည်အစဉ်ငါအမည်ဖြစ်၏လူမျိုးအစဉ်အဆက်မပြတ်ငါဘွဲ့နာမဖြစ်၏တွား၍ဣသရေလအမျိုးအသက်ကြီးသူတို့ကိုစုဝေးစေပြီးလျှင်သင်တို့ဘိုးဘေးများ၏ဘုရားသခင်အာဗြဟံ၏ဘုရားဣဇာ၏ဘုရားယာကုပ်၏ဘုရားဒီဟုသောထာဝရဘုရားသည်ငါအားထင်ရှားတော်မူလျက်အကယ်စင်စစ်သင်တို့ကိုငါအကြည့်ရှုလာ၍အေဂုတုပြည်၌သင်တို့အားပြုသောအမှုကိုငါမြင်ပြီအေဂုတုပြည်၌ခံရသောဒုက္ခတဲကသင်တို့ကိုငါနှုတ်၍ခါနနိလူဟိတ္တိလူအာမောရိလူဖေရဇိလူဟိဝိလူယေဗုသိလူတို့နေရာနို့နှင့်ပြားရည်စီးတတ်သောပြည်သို့ပို့ဆောင်မည်ငါဂတိရှိသည်ဟုမိန့်တော်မူပြီဟုသူတို့အား
ပြောလော့သူတို့သည်သင်၏စကားကိုနားထောင်၍သင်သည်ဣသရေလအမျိုးသားအသက်ကြီးသူများပါလျက်အေဂုတ္တုရှင်ဘုရင်ထံသို့ဝင်သဖြင့်ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရားသည်ကျွန်ုပ်တို့နှင့်တွေ့တော်မူပြီးကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအားရစ်ပူဇော်ခြင်းငှါတောသို့သုံးရက်ခရီးသွားရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်ရမည်အေဂုတ္တုရှင်ဘုရင်သည်ကြီးစွာသောတန်ခိုးကိုမတွေ့မမြင်လျှင်သွားရသောအခွင့်ကိုသင်တို့အားမပေးကြောင်းကိုငါသိ၏ငါသည်လည်းလက်ကိုဆန့်၍အေဂုတ္တုပြည်ထဲ၌ငါပြုလက်တန့်သောငါ၏အံ့ဘွယ်သောအမှုရှိသမျှတို့နှင့်ထိုပြည်ကိုဒဏ်ခတ်မည်ထိုနောက်အေဂုတ္တုရှင်ဘုရင်သည်သင်တို့ကိုလွှတ်လိမ့်မည်ထိုလူမျိုးသည်အေဂုတ္တုလူတို့ထံ၌မျက်နှာရသောအခွင့်ကိုငါပေး၍သင်တို့သည်ထွက်သွားသောအခါလက်ချီးမသွားရကြအကြောင်းမူကားမိန်းမတိုင်းမိမိအိမ်နီးချင်းမိမိအိမ်မှတဲသောသူ၌ငွေတန်ဆာရွှေတန်ဆာနှင့်အဝတ်တန်ဆာများကိုတောင်း၍သင်တို့သားသမီးများကိုတန်ဆာဆင်စေသဖြင့်အေဂုတ္တုလူတို့၏ဥစ္စာကိုလုယူကြလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏โอเคနောက်ကျမ်းပိုင်းမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်